ဂျပန်နိုင်ငံမှာပိုက်ဆိုင်ပြောင်းရင်ပြန်ရနိုင်လားမရနိုင်လားဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ပြီးခဲ့တဲ့တစ်လကျော်လောက်ကဖြစ်သွားတဲ့ကျွန်တော်ရဲ့အကြောင်းအရာလေးပြောပြမယ်သီလားအဲ့တော့အဲ့ဒီကကျွန်တော်စနေနေ့ညနေနောက်နေ့ဆိုရင်တနင်္ဂနွေနေ့အလုပ်ပေးတဲ့အတွက်ကျွန်တော်ဒီနားမှာရှိတဲ့ညီငယ်တွေကမျိုးကြောင်ကန်းထဲမှာစားတော့နေကြတယ်ကျွန်တော်ကဒီမှာစာထိုင်ရင်းနေလို့ရှိသေးတယ်အဲ့ဒါကျွန်တော်ညီငယ်တွေကအကြောင်းဆရာကြီးတဲ့ဟိုမှာရဲတယောက်ကဆဆွန်လင်းထွန်းရဲ့ပိုက်ဆိုင်ပျောက်လို့ယူလာပေးတယ်ဆိုပြီးပြောတယ်ဆိုတော့ဟာအဲ့တော့ကျွန်တော်ကြောဝင်းကိုဖွင့်ကြည့်လိုက်တယ်ဖွင့်ကြည့်တော့ပိုက်ဆိုင်မရှိတော့ကိုပိုက်ဆိုင်ပြောင်းမှတော့မသိဘူးကျွန်တော်ဈေးဝယ်ထွက်ပြီးတော့စိုက်ကယ်ဘောကနေပြုတ်ကျသွားတာတော့မသိဘူးအဲ့ဒါကျွန်တော်ဝယ်ရအောင်ထွက်ကြည့်တော့ရဲမေတယောက်နဲ့ရဲတယောက်တက်လာတယ်ရဲမေကတော့ခန့်ငယ်လေးပဲရှိသေးတယ်ရဲကတော့40ဝန်းကျင်ပေါ့နော်ပြီးတော့ဘာယူလဲဘာလုပ်လဲဆိုတော့က ID ကကျွန်တော်မှတ်ဖို့တင်ကမလို့ ID ကကိုပြပြီးတော့ကျွန်တော်မျက်နှာနဲ့တိုက်ကြည့်လိုက်တယ်ကျွန်တော်မျက်နှာဟုတ်မဟုတ်ပြီးတော့အပြုံးမျက်နှာလေးတွေနဲ့နော်ရဲတွေကအကုန်လုံးအဲကအောင်နေပေါ့နော်အကုန်လုံးဖော်ရည်ပဲပြီးတော့ပိုက်ဆံဘယ်လောက်ပါလဲအမှ2800ကျော်လားမသိဘူးအကျွေလေးတွေအပအကုန်လုံးအတိအကျပဲဘယ်လောက်ပါတယ်ပြီးဘာကတ်တွေပါလဲအဲ့ဒီမှာပိုက်ဆံပျောက်သွားရင်ကျွန်တော်မနှမျောဘူးမနှမျောဆိုတော့နဲလို့ပေါ့နော်ထိတ်2000ကျော်လေးဆိုတော့ဘာဝတိကနေမျောတာလဲဆိုတော့ကတ်တွေကအများကြီးပဲကျွန်တော်ပြီးခဲ့တဲ့ကာလတွေမှာကျွန်တော်လိုက်မလဲတင်ထားတယ်ကျွန်တော်တင်တန်းစင်းလက်မရခဲ့တဲ့တင်တန်းစင်းလက်မကတ်တွေအဲ့ဒီမှာအကုန်ပါတယ်ပြီး credit card တွေပါတယ်ဘဏ်ကတ်တွေပါတယ်ကပေါင်း20ကျော်လောက်ရှိတဲ့ဟာကြီးဗျာဘာမှမသိ20ဝန်းကျင်လောက်ပေါ့နော်အဲ့ဒါကြီးကိုပြန်ရှောက်အောင်မယ်ဆိုတော့ကျွန်တော်တော်တော်အလုပ်ရှုပ်မှာဗျာရှက်ဖို့လည်းကောင်းတယ်ပေါ့နော်ကိုနမောနမဲဖြစ်ခဲ့တဲ့ကိစ္စတွေအဲ့တော့ဘာပြောချင်တာလဲကျွန်တော်ရဲတွေလုံးဝသဘောကောင်းတယ်ကျွန်တော်မှာသဘောကောင်းတဲ့အကြောင်းကြီးကကိုကအပြစ်ကြီးကြီးမလုပ်ရတာလည်းပါတာပေါ့နော်ဒီပတ်ဆိုင်ပြောတဲ့နေရာမှာ AACC ပဲကျွန်တော်မြန်မာပြည်ရဲတွေနဲ့ဆက်ဆံရေးကွာပါနော်ဟိုရဲတိုင်းနဲ့တော့မဆိုလိုချင်ဘူးပေါ့နော်တော်တော်များများပေါ့အခုကျွန်တော်ကိုဘာမှဟိုဒံငွေရိုက်သွားတာတော့ဘာမှမပါဘူး AC ပဲကျွန်တော်ဒီမှာဆိုရင်ဒီလိုကြီးပြန်ရဖို့ကဟိုရဲလက်ထက်သွားအိုင်တော့မှရဲကအပြစ်ဝပြန်ပေးဖို့ဆိုတာကရိုးသားတဲ့ရဲတူတယောက်နဲ့တွေ့မှသာအဆင်ပြေမှာပေါ့နော်ဒီမှာတော့ရဲတိုင်းတနိုင်ငံလုံးမှာရှိတဲ့သူတို့ဝန်ထမ်းတွေအားလုံးကတော့ဒီတိုင်းပဲသူတို့ကျွန်တော်ဟိုလိုကဆိုင်ကယ်စီးတာဟိုမတင်တဲ့အထုပ်တွေတင်ပြီးလို့တော့မှအဖန်ခံတော့ဆိုရင်အပိုက်ဆန်ဆိုရင်သူတို့အိတ်ထဲကိုတိုက်ရိုက်ထည့်တာမဟုတ်ဘူးကတ်ထဲကိုထည့်ရတာနိုင်ငံတော်ပိုင်ဘဏ်ကတ်ထဲကိုရဲစခန်းပိုင်တဲ့ကတ်ထဲကိုထည့်မြန်မာပြည်မှာဆိုရင်တူတယောက်ချင်းတည်းအိတ်ထဲပဲရောက်တယ်အဲ့ဒါဘာကွာလဲနိုင်ငံကွာလို့နိုင်ငံအဖွဲ့အစည်းနိုင်ငံအုပ်ချုပ်တဲ့သူနီးစနစ်တွေအကုန်လုံးအဆက်ဆက်ရာကွာလို့အဲ့လိုဖြစ်ရတာပေါ့နော်ကွာပါဆရာကြီးမော်တော်ချိုပြောတဲ့မြန်မာပြည်ကရနေတရားရဲတွေကကွာပါဆိုတဲ့ဟုတ်တယ်မလားအဲ့တော့ဒါကတော့ကျွန်တော်ပြန်ရတယ်ပေါ့နော်အဲ့တစ်ခေါက်ကတော့ဒါကန်ကောင်းထောက်မှဆိုနေဘယ်နှမှာပျောက်လဲဘယ်နှမှာကောက်ရတာလဲဆိုပြီးကျွန်တော်ရဲဦးပြီးတော့ရဲကမပြောဘူးသူတို့လည်းမပြောမမေးတာဘူးပေါ့နော်ကောက်ရတဲ့သူကဒီနားတစ်ဝိုက်မှာပဲခုံလုံးဟန်းလို့ပဲပြောတယ်ဒီနားတစ်ဝိုက်မှာပဲကောက်ရလို့လာပေးတာတဲ့ရဲစကန်ကိုအဲ့တော့ဘယ်လိုပဲဖြစ်ကျွန်တော်ကန်ကောင်းသွားတာပေါ့နော်အဲ့တစ်ခေါက်တော့ဒါပေမဲ့ပြီးခဲ့တဲ့3-4နှစ်လောက်တုန်းကကျွန်တော် trial မှာမေ့ကြံခဲ့တယ်အဲ့ဒါပြန်မရခဲ့ဘူးtrial မှာဈေးဝယ်ပြီးတော့ကျွန်တော်ထွက်လာခဲ့တယ်ဗီနန်ဆိုင်ရောက်တော့မှကျွန်တော်ဈေးဝယ်မယ်လဲလို့ပိုက်ဆိုင်ရမပါဘူး9မိနစ်လောက်ပဲဆက်ပြီးနေရသေးတယ်တိတိချင်းကျွန်တော်ပြန်နင်းတာဗျာဆိုတော့10မိနစ်ဝန်းကျင်လောက်ပဲကြာသွားတဲ့အချိန်မှာလုံးဝမရှိတော့ဘူး try ရဝန်ထမ်းတွေသွားပြီးတော့လည်းလုံးဝမရဘူးရဲတိုင်မှရမယ်ဆိုတော့ရဲသွားတိုင်ထားတော့ညလည်းပဲလုံးဝပြန်မရပါဘူးကျင်းသေးတယ်အဲ့ဒီအချိန်က9နာရီကျော်လောက်ဆင်းတဲ့အချိန်ဆိုတော့နိုင်ငံသားတွေအများကြီးပါတယ်ဂျပန်လူမျိုးကောက်ရတာဖြစ်ချင်မှဖြစ်မယ်နိုင်ငံသားတွေဖြစ်ဖို့များတယ်ဒီနားမှာကအင်ဒိုနီးရှားဗီယက်နမ်ဖိလစ်ပိုင်ထိုင်းအများကြီးရှိတယ်နိုင်ငံသားတွေလည်းပေါ်လာတာဖြစ်သည့်အတွက်ဒါကျင်းနေပါတယ်ဒါကတော့ဟိုလူမျိုးပစ္စည်းကောက်ရလို့ပိုက်ဆံတွေပါဝိုင်းတော့အဲ့တော့ပါတယ်ဗျ1000ကျော်2000လောက်ပါသွားတယ်ပြန်မရဘူးပေါ့နော်အဲ့တစ်ခေါက်တော့အခုဒီခေါက်တော့ပြန်ရတယ်အဲ့တော့ဘာပဲပြောပိုက်ဆိုင်ပြောတော့မကောင်းဘူးပေါ့နော်ကျွန်တော်တို့နမောနမဲဖြစ်တာပေါ့နော်ပြန်လဲပြန်ရနိုင်တယ်ပြန်လဲမရနိုင်တော့ဘူးအရင်တော့ဆိုရင်တော့ဆရာကြီးမော်တော်ချိုပြောသလိုတော့ဒါလုံးဝနိုင်ငံသားတွေနေတဲ့ခေတ်တော့ဆိုရင်တော့ဂျပန်လူမျိုးတွေကြီးပဲကောက်ရတယ်ဆိုရင်တော့ပြန်ရဖို့များကောင်းများနိုင်ပြီမဲ့အခုတော့မှရတော့ပြန်ရဖို့အသိမလွယ်ဘူးဗျအဲ့တော့ကိုယူဆက်ဖို့ပဲလိုတယ်ဒီနေရာမှာကျွန်တော်မဲခွန်းတစ်ခုပြန်မင်းမိတယ်ငါရောသူများပိုက်ဆိုင်ကိုကောက်ရတဲ့အခါမှာပြန်ပေးမှလားဒီမဲခွန်းဆိုရင်ကျွန်တော်တို့ချက်ချင်းတုတ်ကနေဖြေနိုင်အောင်ကျွန်တော်တို့စူးစမ်းရမယ်ပေါ့နော်သူတို့ကပစ္စည်းကောက်ရရင်ပြန်ပေးရမယ်ဆိုတဲ့စိတ်ကိုကျွန်တော်တို့ဝင်းမြူနေဖို့လိုတယ်ပေါ့နော်ဘာသာရေးယူဆနေပဲဖြစ်ဖြစ်ဒါဒီဂျပန်တွေကဘာသာရေးယူဆနေမှုသူတို့ရဲ့ယဉ်ကျေးမှုယူဆနေပဲသွားတာနော်ကိုချင်းစာစိတ်နဲ့ပဲသွားတာဒါကျွန်တော်တို့ပြင်ဆင်ရမယ့်အပိုင်းလို့ကျွန်တော်မြင်တယ်ပေါ့နော်ဒါတော့ဝေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ကတော့စောလင်းပါ